Ok, alo mẹ mình là ba, cho nó đó thông ra này, kilo cracker bé phía bà đấy. Nó đi mà xoay nó phía, lại mà nó về chi này his piece, you know his piece bé, aku đó his si phía thoại thế nào bé, cái aliu cho nó you know so bé, cho nó so từ là chào rồi update này, bài mẹပြောlên vào lên rồi, cho bien so bị chiao. Sao vậy đâu mà về tôi đi biểu lên đây vậy thì nó là bao đi đến vậy mà bao thế nào với cho nó mệt vậy thì mà bài xí lên đâu mà cho nó mà mì đó là thì yêu chào tôi yêu chào mà sao biết là rồi khi rồi cho nó bài xí lên chỉ là nó xả ra rồi gas fruit tại à cho cái là gì mà rồi đã quen luôn khó làm một là hết à trama à gì đi mà legendary. Oh my god, yeah, ngã keep thare fruit dia legendary part is me yêu nai ke. God damn it, ara ayin no legendary ma hou la, uncommon la ma ti. Thin na be, cho okay, da so cho power တွေကို စမ်းသုံးကြည့်ရအောင် Okay, စစဒီကောင် blast fruit လို့ပဲ Yeah, blast fruit လို့ပဲဒီကောင် HP တွေဒီကောင်ဘယ်လိုလဲ NPC တွေချရင်ဒီကောင် HP တွေတမ်းမှာ skill သုံးလို့ရတာပေါ့ God damn it စသုံးကြည့်အောင် ဆိုအောင် file ရတော့လာတယ် the sharp blade တခုအနေနဲ့တော်တော်လေးတော့မဆိုးဘူးပြော Okay ဒီချော gas ကိုတောင်းကြည့်မယ် gas ကဘယ်လိုဖြစ်မလဲဘာဖြစ်တော့လဲမသိလားထားလိုက်ပါပြန်တောင်းကြည့်မယ် Okay gas ကသူကပါဝါတွေတော့စုမှာတော့ပေါက်ကွဲသွားတဲ့ style မျိုးကွာ Okay ဒါကြောင့်level farm နာတော့ကျွန်တော်အမြန်တော့ရေးလိုက်ပဲဗျ Okay shark blade မှာနောက်တစ်ခုပွင့်သွားပြီနာမည်တိုင်းပဲကျွန်တော် relation မောင်းကြီးကိုလဲတော့ so လက်ခံပြီးလို့ရတယ် Okay ဒီ fruit မှာနောက်တစ်ခုပွင့်လာတယ်ဒါလည်းခုနလိုပဲသူကစုပြီးတော့မှပေါက်ကွဲသွားတဲ့ style မျိုး Okay ဆက်ဖားလိုက်အောင် Okay gas mode ဆိုတာကြီးပွင့်သွားပြီဒါပါဖြစ်မလဲသူတုံးလိုက်လို့ရှိရင်ဘေးနာလူတွေကကျွန်တော်လာမချတော့ပဲသူတို့က stand me တို့လိုမျိုးရက်နေကြတယ်ဗျ Okay ကျွန်တော် scale 4ပွင့်သွားပြီ fire ignition ဆိုတဲ့ဟာကြီးကျွန်တော်တုံးလိုက်မှဖြစ်သွားမှာ Oh my god မီးနဲ့လမ်းမုတ်တာဟာအဲ့လို style မျိုးပေါ့မီးနဲ့လမ်းမုတ်တဲ့ပုံစံမျိုးပေါ့တော်ယူမိုက်ဒီစပ်ပြီးဖားလိုက်အောင် Okay နောက်ဆုံးကပွင့်သွားနောက်ဆုံးကကျွန်တော်ဘာဖြစ်မလဲဒါလည်းpower ရဲ့ energy တွေစုပြီးတော့ပေါက်ကွဲသွား explosion တွေဖြစ်သွားဆိုတော့ gas fruit ရဲ့သဘောတရားအဲ့လိုမျိုးပဲဗျ best case တော့အဲ့လိုမျိုးစုပြီးတော့မပြန်ပေါက်ကွဲသွားတဲ့ style မျိုးပဲဆိုပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က legendary fruit ဖြစ်တဲ့ဒီ tremor ကိုကြော်စားမှာဖြစ်ပါတယ်ဘာ skill တွေ effect တွေဘယ်လိုဖြစ်မလဲဆိုတော့ကြည့်လိုက်အောင် Okay let's go ကွက်အတန်တရမှာပြင်းရင်တော့တိတ်သွားတယ်ဟာဒီမှာ develop fruit ဆိုင်တိတ်သွား Okay ကျွန်တော် aura အပြည့်နဲ့လမ်းလျှောက်လာပြီသုံးမယ် god damn it အဲ့ဒါကြီးကမိုးကြီးခုံပြီးတော့ရှောက်ကြီးနဲ့တန်နေတာဒါပါဒါကြောင့်မြေကြီးကိုထိုးချပလိုက်တာကျန်တယ်ဟာတခြားလိုကျွန်တော် grand fruit တွေနဲ့စားလို့ရှိရင်ဒီကအဝေးကနေပါရှိတာတော့မသိဘူးဗျဒါပေမဲ့တော်ကြီးကိုကျန်တယ်ပြောရမယ် Okay ski နောက်တစ်ခုပွင့်သွားပြီဗျကျွန်တော်စမ်းသုံးရအောင်ဒီကောင်ကြောင့်လို့စက်တိုက်ရလို့ထိုးချတာကျန်တယ်တော်ကျန်တယ်ပြောအောင် Okay ဒီကောင်legendary fruit ဖြစ်လို့လာပါတော့မို့ကျွန်တော်ရဲ့ damage တွေတက်လာလို့လာတော့မသိဒီကတော့ skill တွေပွင့်တာမြန်တယ်ဟာဒါတော့နောက်တစ်ခုဆိုတော့ကျွန်တော်လက်နှစ်ဖက်မှာ quant ရဲ့ energy တွေစုပြီးတော့ဘေးနှစ်ဖက်ကိုယာယီချပလိုက်တာဒီယာယီချရင်တော့မိုးပေါ်တက်သွားလိမ့်မယ် Okay နောက်ဆုံး skill ကိုကျွန်တော်ပွင့်အောင်လုပ်လိုက်မယ် Okay နောက်ဆုံး skill ပွင့်သွားပြီဗျနောက်ဆုံး skill ကိုတုံးကြည့်အောင်လာရှုပ်နေဒုက္ခဒါပေမဲ့ skill ကသုံးပြီးသွားပြီဆိုတော့လေ
ကြည့်လိုက်အောင် oh my god ဒီ wave ကြီးတွေကကျွန်တော်တို့တော်ကြီးကိုကြောက်ဖို့ကောင်းတယ်ဗျတဘောဘေးကနေရကြီးတစ်ခုလိုတော့ခံစားနေရတဲ့အထိတော်ကြီးကြောက်ဖို့ကောင်းတယ် oh my god မျက်လုံးနာပါကြီးလေဟာ what the fuck oh my god အဲ့ရပါကြီးတော့ကျန်းနေဟာ legendary fruit စားလဲအဲ့လိုကြီး aura တတ်နေရလားပြီးတော့ animation မှာပါတယ်ဟာတော့လက်ပိုက်ပြီးတော့ aura farm လို့ရတယ် okay ကျွန်တော် final scale လေးကျွန်တော်ပြန်သုံးကြည့်အောင် okay animation ရကျွတ်စင်ဟာ okay ဒီဗီဒီယိုတော့ပါပဲနောက်တော့နေကောင်းနေကြပါကျမယူဆိုင်ပါနောက်တော့ဘလူးမတ်ယူမဆိုင်မဲ့လို့ရှိရင်တော့ကျွန်တော်ယူဆိုင်ပါတယ်အဲ့တော့နောက်ဗီဒီယိုလေးမှာနောက်ထပ် content လေးနဲ့ပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲ good night ခါလေးပြစရာရှိတယ်ကျွန်တော် aura farm နေနဲ့ marine တော့ဆောက်ဝတ်3ချက်ရိုက်တော့